AI ကမိတ်ဆွေအတွက်ကုတ်တွေကိုအလိုအလျောက်ရေးပေးနေတယ်လို့ပဲအခြားတစ်ဖက်မှာလည်းမိတ်ဆွေရဲ့ system တွေကို24နာရီအတွင်း hack လုပ်ဖို့စ조사နေတယ်ဆိုတာသိပါသလားဒီနေ့မှာတော့မိတ်ဆွေရဲ့အလုပ်လုပ်ပုံတွေကိုပြောင်းလဲပြစ်တော့မဲ့ GPT-5 Enterprise ရဲ့ရောက်ရှိလာမှု Meta ရဲ့မျက်လက်ဆန်ဆန် AR glasses အသစ်နဲ့အာကာသတွေကစီးပွားရေးခေတ်သစ်အကြောင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါအားလုံးပဲမင်္ဂလာပါ2026ခုနှစ် Meta ရဲ့ဒီနေ့အတွက် Technopat MM Tech News Update တွေနဲ့အတူပြန်လည်ကြိုဆိုလိုက်ပါတယ်နည်းပညာရဲ့အရှိတန်းဆုံးကအပြောင်းအလဲတွေကိုမိတ်ဆွေစီတိုက်ရိုက်ယူဆောင်တင်ဆက်ပေးနေတာမို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ပထမဆုံးအနေနဲ့တတိထားရမယ့်သတင်းကတော့ Cyber Security အကြက်တွေပါ Fortinet ရဲ့2026အစီရင်ခံစာအရ AI ကြောင့် ransomware တိုက်ခိုက်ခံရမှုက389%လောက်မြင့်တက်လာပါတယ် Cyber criminal တွေက AI ကိုသုံးပြီး system vulnerability တွေကို24နာရီကနေ48နာရီအတွင်းအလင်းအမြတ် exploit လုပ်လာကြပြီဗျဒါကိုဘယ်လိုကာကွယ်မလဲအဖြေကလည်း AI ပါပဲ Anthropic က enterprise တွေအတွက် cloud security beta ကိုတရားဝင်စတင်လိုက်တယ်လို့Intruder ကလည်း autonomous AI agent တွေသုံးထားတဲ့ AI pentesting service အသစ်ကိုလွှင့်တင်လိုက်ပါပြီ။ဆိုလိုတာက developer တွေအတွက် AI မှာ source code တွေကို scan ဖတ်တာ patch တွေချက်ချင်း generate လုပ်တာ web app တွေရဲ့ hardware တွေကိုအချိန်နဲ့တပြေးညီရှာတာတွေကို AI ကပဲဖြည့်ရှင်းပေးတော့မှာပါ။ဒါဟာ software development life cycle SDLC မှာ security နဲ့ productivity ကိုအမြင့်ဆုံးမြင့်တင်ပေးမယ့်အရာပါပဲ။နောက်ထပ် tech industry တစ်ခုလုံးကိုပြောင်းလဲစေမယ့်သတင်းကတော့ OpenAI ရဲ့ GPT-5 Enterprise ကြီးညာချက်ပါပဲ။ Multimodal AI စွမ်းဆောင်ရည်အမြင့်ဆုံးနဲ့ autonomous agent တွေကိုလုပ်ငန်းစဉ်တွေ workflows တွေတိုက်ရိုက်ပေါင်းစပ်လို့ရလာပြီဖြစ်လို့ enterprise AI ခေတ်ကိုတရားဝင်ရောက်ရှိသွားပါပြီ။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့ large language models တွေအတွက်စွမ်းရည်တွေဘယ်လောက်ယူမလဲ။ဒီပြဿနာကိုဖြေရှင်းဖို့ NVIDIA က AI data center တွေအတွက် advanced liquid cooling architecture တစ်ကိုကြီးညာလိုက်ပါတယ်။ဒါဟာ cooling cost နဲ့ power consumption ကို40%ထိ short ချပေးနိုင်မှာပါ။အပြိုင်ဆိုင်အနေနဲ့ TSMC ကလည်း 1.4 nanometer process node ကို mass production လုပ်မဲ့အချိန်စရာထုတ်ပြန်လိုက်တဲ့အတွက်လာမယ့် view set AI processor တွေရဲ့ကိုယ်ပိုင်ချိန်ဟာပိုပြီးမြန်ဆန်ပိုပြီး power efficient ဖြစ်လာတော့မှာပါလက်တွေ့ကဘာနဲ့အနာဂတ်ကိုချိတ်ဆက်မဲ့နည်းပညာတွေစီတစ်ချက်သွားရအောင် Meta က new interface နည်းပညာသုံး AR glasses အသစ်ကိုမိတ်ဆက်လိုက်ပါတယ် physical controller လုံးဝမလိုပဲမိတ်ဆွေရဲ့လက်ကကိုကြွတားလှုပ်ရှားမှု new signals ကနေတဆင့်တိုက်ရိုက် control လုပ်နိုင်မှာပါ spatial computing နယ်ပယ်မှာတော့လက်ရှိပြိုင်ဘက်တွေကိုအကြီးအကျယ်ချိန်ချောက်လိုက်တဲ့အနေထားပါပဲကဘာမြေပြင်ကနေအာကာသစီဘာတွေဖြစ်နေလဲဆိုတာကြည့်အောင်တတန်းဒီသတင်းတွေအားလုံးကိုကြည့်လိုက်ရင်အချက်တစ်ချက်ကတော့ရှင်းနေပါတယ်။နည်းပညာတိုးတက်မှုကမိတ်ဆွေကိုစောင့်နေမှာမဟုတ်ပါဘူး။အထူးသဖြင့် AI နဲ့ automation တွေကအရှင်ဟုန်နဲ့ဝင်လာနေပါပြီ။ developer ပဲဖြစ်ဖြစ် content creator ပဲဖြစ်ဖြစ် business owner ပဲဖြစ်ဖြစ်ဒီအပြောင်းလဲတွေကိုအမြန်ဆုံးလေ့လာပြီးအသုံးချနိုင်သူတွေကပဲနောက်ထပ်ခေတ်သစ်မှာအနိုင်ရမယ့်သူတွေဖြစ်လာမှာပါ။ကဲဒီနေ့ပြောပြပေးခဲ့တဲ့အထက်မှာအလို့အတွက်အသုံးဝင်ဆုံးဖြစ်မဲ့နည်းပညာဒါမှမဟုတ်အံ့ဩသွားစေဆုံးအကြောင်းအရာကဘယ်တစ်ခုလဲ comment မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်ခင်ဗျ။ဒီလိုနောက်ဆုံးရ tech updates တွေ AI tools တွေ developer guides တွေအကြောင်းအမြဲတမ်းမျက်ခြေမပြတ်သိချင်နေဆိုရင်တော့ video လေးကို like နှိပ်ပြီး Technopat MM channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကောင်းမွန်တဲ့နေ့လေးတွေအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ဆက်ဆက်တွေ့ကြပါမယ်ဗျ